ကဲကျွန်တော်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့ဒီကနေ့ဗုဒ္ဓဟူးနေ့ညနေခင်းမှာဆွေးနွေးဖြစ်3ခွန်ဆိုတဲ့ဘူပရိတ်ကဏ္ဍတစ်ခွက်နဲ့ပြီးသွားခဲ့ပြီဆိုတဲ့အတွက်ကြောင့်မလို့ကလနာဖော်မြူလာအရထားလိုက်တော့အပိုတွေပြောမနေတော့ဘူးဖွဲ့နဲ့တွေပြောပြီး intro ဝင်မနေတော့ဘူးကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးတော့ဘာတွေရသွားကြမှာလဲဆိုရင်ဇာတို့ပတ်သီးတွေအလကားရသွားမယ်တဘောတစ်ခုကငါညီရဲ့အကိုတို့က3ပတ်သီးလိုက်တာအတော်တို့ကအခွန်ပတ်သီးလိုက်တာအမားတို့က6ပတ်သီးလိုက်တာဦးလေးတို့က1ပတ်သီးလိုက်တာတနေ့လာအင်္ဂါဗုဒ္ဓဟူးမှာအောင်ပြီးသွားပြီကြာလာရေးတောက်ကြ2ရက်ကြာတဲ့နေရာမှာဘာပတ်သီးတွေလိုက်လို့ရတယ်လဲဘယ်ပတ်သီးတွေလာမှာလဲဆိုတဲ့မိတ်ဆွေများအတွက်ဇာရိုးပတ်သီးကိုအလကားပေးမယ်နော်ဒါနိုင်မလားဆိုတော့မဟုတ်သေးဘူးကျွန်တော်တို့နေ့တိုင်း formula အရာဒီကီးတွေဒီမထိမဖြစ်ပါဒီပတ်သီးတွေဒီစိန်ခေါ်တိုးပါဆိုတဲ့ formula နဲ့အတူဗဒေတာတကွက်ကောင်းလဲရတော့အောင်ပါနော်ဆိုတဲ့အခါကျတော့က line map ဖို့အားလုံးပဲအစင်းနဲ့ပြန်ထားပေးပါနော်ဆိုရင်ကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာเนาะကျွန်တော်ရဲ့ဒူဒီရွှေပိုး YouTube channel အသစ်ကလေးကနေပြီးတော့ကကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးကိုနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ရှေးဆိုကျွန်တော်မိတ်ဆွေများအားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေလုံးအင်ဆန်တာတလုံးတက်ပါတယ်ပြည်သူများပါစေစီးပွားဥစ္စာယတနာများလည်းဒီရဲ့အလားတူတက်ကြီးပွားကြပါစေခင်ဗျာเนาะဆိုမိတ်ဆွေများအားလုံးပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစားကြရအောင်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးတော့ဘာတွေရသွားကြမလဲဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးပဲအတိကပေးမှတီဇာရုပ်ပတ်နော်ဇာရုပ်ပတ်တီဒါတယ်မလားဆိုတော့မဟုတ်သေးဘူးကျွန်တော်တို့နေ့တိုင်း formula အရဗဒေတာတစ်ခွက်ကောင်းဆိုတာလည်းပါအောင်ပါဆိုတဲ့အခါကျတော့ကျွန်တော်မိတ်ဆွေများဘက်ကနေပြီးတော့ဗီဒီယိုလေးကိုမကြော်ပဲမရဖက်နဲ့ပြီးဆုံးအောင်ကြည့်ပေးသေးကြပါတယ်။ဘာကြောင့်လဲဆိုတော့အရေးကြီးတာတွေပေးစရာရှိတယ်အရေးကြီးတာတွေပြောစရာရှိတယ်ဆိုတော့လေကျွန်တော်မိတ်ဆွေများအရေးကြီးတဲ့အခန်းကဏ္ဍတွေကိုကြော်သွားမှာဆိုလို့ဗီဒီယိုလေးကိုမကြော်ပဲမရဖက်နဲ့ပြီးဆုံးအောင်ကြည့်ပေးစေချင်ပါတယ်။ဆိုရင်ကျွန်တော်တို့အားလုံးပဲစားကြရအောင်ဗျာ။စားကြရအောင်ဆိုတဲ့နေရာမှာပထမဆုံးပြောစရာရှိတာကကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများပေါ့။နော်ကျွန်တော်နဲ့လာရောက်လာတွဲထားကြတဲ့ကျွန်တော်ရဲ့ချစ်လာစွာသောအဖွဲ့ဝင်များရှုံးမော်ရှုံးဘက်မိတ်ဆွေများငါညီငါမောင်ရင်ငါသားရဲ့အကိုတော်မတို့အမေတို့ဘာလို့ရမလဲဆိုရင်ဘာမှကောင်းတယ်မထင်နဲ့ကျွန်တော်ပေးထားတဲ့ဗဒေးမကျော်ဇာရိုးပတ်တီတစ်လုံးကိုသာအာယုံဆိုင်နော်ဒီတစ်ပတ်မှာကျွန်တော်တို့သုံးတဲ့ဟူးမကျော်ပတ်တီ၄ပတ်တီဖြစ်တဲ့တနင်္လာနေ့မနက်မှာနဲ့1-4ဆိုတဲ့ကဏ္ဍတစ်ခွက်နဲ့အောင်မြင်သွားတယ်ဆိုတော့ကအဖွင့်နေ့မနက်ဖြစ်တဲ့အတွက်ကြောင့်မလို့အရာနဲ့မှာကတကြောင်ပြီးတော့အချိန်ကြီးအများကြီးကြံသေးတာကတကြောင်မို့လို့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဗဒေးမကျော်ပတ်တီတစ်လုံးကိုထပ်ပြီးတော့လက်ဆောင်ပေးထားခဲ့တယ်ထပ်ပြီးတော့ကြိုးစားပေးထားခဲ့တယ်အဲ့ဒီပတ်တီဒီမနက်ဖြန်မှာရချင်းစေပြီဟုတ်တယ်မလားဒါဒီဗဒေးမကျော်ပတ်တီလေဆိုတဲ့အခါကျတော့ကမနက်ဖြန်မှာရချင်းစေပြီဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်မိတ်ဆွေများဘက်ကနေပြီးတော့အဲ့ဒီဗဒေးမကျော်ဇာရိုးပတ်တီတစ်လုံးနဲ့ main organ 3ခွက်ကိုသာအထူးယူဆိုင်ပါအခုဆိုရင်3ရက်ပြီးသွားပြီတနင်္လာအင်္ဂါဗုဒ္ဓဟူး3ရက်ပြီးသွားတဲ့နေရာမှာကဏ္ဍ9လုံးနဲ့ကစား